ပါရှင်ကျမတို့ဒီနေ့ကိုချစ်ချင်းမြတ်တာပေးတဲ့ meditation လေးကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ခုကိုတတောင်တတာဖြစ်ဆုံးပုံစံလေးကိုပြင်ဆင်ပြီးတော့ထိုင်လိုက်ပါနှလုံးလေးကိုဆင်ပြေရင်မိုက်ထားပေးပါတက်လေးကိုပုံမှန်ရှုသွင်းရှုထုတ်ပြုလုပ်ပေးပါရှုသွင်းတဲ့ချိန်မှာနှာခေါင်းကလေးအေးအေးလေးဝင်လာတာကိုသတိမူပါရှုထုတ်လိုက်တဲ့ချိန်မှာပါးစပ်ကတဝါးရှုထုတ်ပေးပါနှာဖူးတွေလျှော့ထားပါမေးရိုးတွေလျှော့ထားပါခေါင်းတွေလျှော့ထားပါလက်လေးနှစ်ဖက်ကိုပေါင်ပေါ်ပြစ်တင်ပြီးတော့လျှော့ထားပါဗိုက်တွေခါးတွေလျှော့ထားပါတင်မကြီးတစ်ခုလုံးကအောက်ကိုပုံချပြီးတော့ထိုင်နေတယ်ဆိုတဲ့စိတ်နဲ့လျှော့ချထားပါဒူးတွေလျှော့ထားပါခြေကျင်းဝတ်တွေလျှော့ထားပါအခုပုံမှန်လေးရှုသွင်းရှုထုတ်ဆက်လုပ်ပေးနေပါရှုသွင်းတိုင်းမှာနှာခေါင်းကလေးဝင်လာတာကိုသတိမူပြီးတော့တဝါးရှုပြီးတော့ပါးစပ်ကတဝါးရှုထုတ်ပေးပါတရက်စိတ်ပင်ပန်းမှုတွေပူပန်မှုတွေလှုပ်ရှားမှုတွေပျော်ရွှင်မှုတွေချမ်းမျိုးစုံကြောင့်ခန္ဓာကိုယ်ရောစိတ်ကလေးရောပင်ပန်းနေတဲ့အချိန်မှာဆိုရင်ကျမတို့အောက်ဆီဂျင်တွေတခြားမရှုဖြစ်ပါဘူးအဲ့တော့ဒီခဏလေးမှာတော့ကိုယ်ခန္ဓာကိုယ်လေးကိုချစ်ချင်းမေတ္တာပေးတဲ့အနေနဲ့ခန္ဓာကိုယ်အတွက်အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့အောက်ဆီဂျင်လေးကိုတခြားဘဝလေးရှုသွင်းရှုထုတ်လုပ်ပေးပါနော်အောက်ဆီဂျင်ဟာကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့အုံနောက်စိတ်အကုန်လုံးအတွက်ရန်ကိုလိုအပ်တဲ့အရာဖြစ်ပါတယ်ဒါလေးကိုချစ်ချင်းမေတ္တာပေးတဲ့အနေနဲ့တဝါးရှုသွင်းပေးပါတဝါးရှုထုတ်ပေးပါပုံမှန်ထက်ပိုဖြည်းဖြည်းရှိလေးရှုပေးပါပိုဖြည်းဖြည်းရှိလေးထုတ်ပေးပါပိုဖြည်းဖြည်းရှိလေးရှုလေးအောက်ဆီဂျင်လေးပိုရလေးကိုယ့်ရဲ့ခန္ဓာကိုယ်လေးရောစိတ်လေးရောပို့ပြီးတော့တတောင်တတာဖြစ်လာပါလိမ့်မယ်နှာဖူးတွေလျှော့ထားပါမျက်နှာမေးရိုးတွေလျှော့ထားပါပခုံးတွေလျှော့ထားပါဗိုက်တွေခါးတွေလျှော့ထားပါတင်မလေးကိုအောက်ကိုပုံချထားပါဒူးတွေခြေကျင်းဝတ်လေးလျှော့ထားပေးပါကျမတို့ခေါင်းစခြေဆုံးကိုမြတ်တာပေးတဲ့လုပ်ငန်းစဉ်လေးစရအောင်နော်ရှုသွင်းရှုထုတ်လုပ်နေရင်းနဲ့ကျမပြောတာလေးကိုအာယုံလေးပြုပြီးကိုယ့်ရဲ့ခန္ဓာကိုယ်မြတ်တာပေးကြည့်အောင်ကျမတို့အောက်ပိုင်းလေးကိုသွားရအောင်အောက်ပိုင်းဒါစီးကုံစီးစက်နာအဲ့အောက်မှာတအိမ်ရှိတယ်ကိုယ်မျက်လုံးထဲမှာမြင်အောင်ကြည့်ပါစီကုံအဲ့အောက်ကတအိမ်အဲ့ဝင်းကျင်တင်ဆုံခွင်တစ်ခုလုံးတင်မလေးရောကိုယ့်ရဲ့ပေါင်လေးတွေဒူးလေးတွေခြေသလုံးလေးတွေခြေကျင်းဝတ်လေးတွေခြေပမိုးလေးတွေခြေဘဝလေးတွေခြေချောင်းလေးတွေခြေသေးခွင်လေးတွေအကုန်လုံးကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ပြီးတော့သူတို့ရှိနေတဲ့အတွက်ကြောင့်မလို့ကိုယ်အတွက်အဆင်ပြေခဲ့ရတယ်ကိုယ်ကောင်းဆုံးလုပ်နိုင်ခဲ့ရတယ်
ကိုသူတို့ကိုအပြစ်တင်ဝေဖန်ခဲ့ဘူးတာတွေကိုပြန်စဉ်းစားပြီးတော့ပြစ်တင်မှုမရှိဘဲနဲ့ဒီပြစ်တင်တာကိုတောင်းပန်တဲ့အနေနဲ့ငါ့ကိုခွင့်လွှတ်ပေးပါအမင်းတို့ကိုကျေးဇူးများကြီးတင်ပါတယ်ဆိုတဲ့စိတ်ကလေးနဲ့မေတ္တာလေးပို့ပေးပါမေတ္တာပို့တာနဲ့တူတူအောက်ဆီဂျင်တွေတော့ဝိုင်းရှူသွင်းရှူထုတ်လုပ်ပြီးတော့အောက်ပိုင်းတစ်ခုလုံးကိုအောက်ဆီဂျင်တွေပို့လွှတ်ပေးပါကျွန်တော်ရှူသွင်းတဲ့အောက်ဆီဂျင်တွေအကုန်လုံးကနှလုံးလေးအဆုတ်ကနေတစ်ဆင့်သွေးကြောတွေအကုန်လုံးကိုသန့်စင်တဲ့အောက်ဆီဂျင်တွေလိုအပ်တဲ့နေရာတွေရောက်ရှိဖို့အတွက်ပြည့်နေတာဖြစ်ပါတယ်ခုကိုရဲ့ပုံမှန်လှုပ်ဆင်ကိုပဲခန္ဓာကိုယ်ရဲ့ပုံမှန်လှုပ်ဆင်ကိုပဲကိုယ်လန်းပြီးတော့အာရုံပြုခိုင်းတာဖြစ်ပါတယ်တဝိုင်းရှူသွင်းရှူထုတ်လုပ်ရင်းနဲ့အောက်ပိုင်းတစ်ခုလုံးအောက်ဆီဂျင်တွေပြည့်နေပါစေကျေးဇူးတင်ပါတယ်သူတို့ရှိရတဲ့အတွက်အဆင်ပြေခဲ့တာတွေပြန်စဉ်းစားကြည့်လို့ရတယ်ကိုဝေဖန်ခဲ့တာတွေကို judge လုပ်ခဲ့တာတွေပြန်စဉ်းစားပြီးတော့သူတို့တောင်းပန်ပေးပါဘယ်လိုပဲဖြစ်ဖြစ်သူတို့တွေကကိုဘလောက်ဝေဖန်ပါစေသူခုလက်ရှိနေတဲ့အတွက်ကြောင့်မလို့ဒီအစိတ်ပိုင်းတွေကြောင့်မို့ကိုယ်တို့အကျိုးဖြစ်ထွန်းတာတွေအများကြီးရှိတယ်ဒါလေးကိုအတိမတ်ပြင်းနဲ့မေတ္တာလေးပို့ပေးပါငါရဲ့ခန္ဓာကိုယ်အပိုင်းတစ်ခုလုံးလေးချမ်းသာပါစေဒီကြောလည်းဖမှုကောင်းပါစေနာယောဂါတွေရှိရင်လည်းပြည့်ပြောက်ပါစေရှူသွင်းရှူထုတ်လုပ်ရင်းနဲ့အောက်ဆီဂျင်တွေပို့လွှတ်ပေးပါမေတ္တာပို့လွှတ်ပေးပါဒါနဲ့တူတူအောက်ပိုင်းတစ်ခုလုံးအောက်ကိုပုံချနေပြီဆိုတဲ့စိတ်နဲ့ဖြေလျှော့ပေးထားပါခုကျမတို့ပေါ်ပိုင်းသွားရအောင်ပေါ်ပိုင်းမှာဒါဝမ်းပိုင်းအောက်ပိုင်းဝမ်းပိုင်းအပေါ်ပိုင်းရှင်ကောင်းနေရရင်ညွန့်အိုင်နာဝန်းကျင်မှာရှိရင်နှလုံးသားလေးကျမတို့ရဲ့ရင်ဘတ်ကျမတို့ရဲ့ပခုံးလေးတွေလက်မောင်းလက်ဖြံလက်ဖမိုးလက်ဘဝလက်ချောင်းလက်သေးခွန်လေးတွေကြောပြင်တစ်ခုလုံးကိုယ့်ရဲ့လက်ဘင်းနေရာလေးတွေဂုံနေရာလေးတွေမျက်နှာလေးတွေဘယ်နှဖူးမျက်လုံးမျက်ခုံးမျက်တောင်မျက်ရည်နှာခေါင်းပါးပြင်မမူလေးတွေပယိုးနှရွက်ဦးကောင်းကိုကြီးနဲ့စပင်စိတ်ပိုင်းလေးကောင်းလုံးအာရုံပြုတာနဲ့တူတူသူတို့အောက်ဆီဂျင်တစ်ဝိုင်းရှူသွင်းရှူထုတ်လုပ်ရင်းနဲ့အောက်ဆီဂျင်တွေလည်းပတ်ပါစေသူတို့လည်းကျေးဇူးတင်တဲ့စိတ်ကလေးနဲ့မေတ္တာပို့ပေးပါငါရဲ့ခန္ဓာကိုယ်ပေါ်ပိုင်းတစ်ခုလုံးချမ်းသာပါစေအောက်ဆီဂျင်တွေကောင်းလုံးရရှိပြီးသွေးကြောတွေလည်းပတ်မှုအကောင်းပါစေကိုအပြစ်တင်ဝေဖန်ခဲ့တဲ့အစိတ်ပိုင်းလေးရှိတယ်ဆိုရင်လည်းသူတို့ခွင့်လို့ပို့ပြောပေးပါသူတို့ကိုဘယ်လိုပဲအပြစ်တင်ခဲ့ကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ကိုပြောင်းလဲခြင်းစိတ်ရှိခြင်းကဲလို့ဝေဖန်ခဲ့ပင်မဲ့လည်းအခုမေတ္တာစိတ်လေးနဲ့တောင်းပန်ပေးပါငါ့ကိုခွင့်လို့ပါတောင်းပန်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ပေါ်ပိုင်းမှာရှိတယ်စိတ်ပိုင်းတွေအကုန်လုံးပြင်းအတွင်းထဲကကလေးစားတွေနှလုံးတွေအဆုတ်တွေအားလည်းအုံနောက်ကလည်းတရားတွေရှိတဲ့အတွက်ကြောင့်မလို့ခုချိန်ကြီးအသက်ရှင်နေတာဖြစ်ပါတယ်ဒါလေးကိုဒီမှတ်ပြုပြီးကျေးဇူးတင်ပေးပါခုချိန်ဒီကိုကောင်းဆုံးသက်ရှင်နေတဲ့အတွက်ဒီမှတ်ပြုကျေးဇူးတင်ပေးပါအောက်ဆီဂျင်တော့ရှူသွင်းရှူထုတ်လုပ်ပြီးမေတ္တာပို့ပေးပါခုကိုယ့်ရဲ့စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်အောင်
ကိုယ့်ရဲ့စိတ်ကောစိတ်ထဲမှာဘာတွေးတွေရှိနေလဲဒီတွေးတွေမှာဒီတွေးတွေကိုမှားယွင်းနေထင်ပြီးတော့ဆုံးဖြတ်ချက်အမှားတွေချခဲ့တာတွေကိုယ့်ရဲ့စိတ်အဆိုးမရခဲ့တာတွေဖြစ်ပျက်တွေရှိကောင်းရှိမယ်ဒါလေးကိုပြန်တွေးပြီးတော့ကိုဒီစိတ်ကလေးကိုပြန်ခွင့်လွှတ်ပေးပါလူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဟာအမှားလုပ်ခဲ့တာတွေကိုမကျေနပ်တာတွေစိတ်ခံစားချက်တွေကိုသဘောမကျတဲ့အတွေ့အကြုံဆိုတာရှိပါတယ်ဒါတွေဟာဖြစ်တတ်ပါတယ်ဒါတွေကိုခွင့်လွှတ်ပြီးတော့ခွင့်ပြုပေးလိုက်ပါတောင်းပန်ပါငါရန်ကိုကိုပြစ်တင်ခဲ့တယ်ဆိုရင်တောင်းပန်ပါတယ်လိုပဲဖြစ်အဲ့ချိန်မှာငါမှာရှိတယ်အဲ့အချိန်ကအသိဉာဏ်နဲ့အကောင်းဆုံးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ငါခွင့်လွှတ်ပါတယ်အောက်ဆီဂျင်တော့ရှူသွင်းရှူတော့လုပ်ပေးပါဒီကိုယ်လုံးအောက်ဆီဂျင်လေးတခြားရအောင်ပို့လုပ်ပေးပါသွေးကြောတွေခန္ဓာကိုယ်တစ်ခုလုံးဖွင့်ပြီးတော့ကောင်းဆုံးလဲပတ်နေပါပြီရှူထုတ်ကိုပုံမှန်လေးလုပ်ပြီးတော့နှာခေါင်းလေးအေးလေးဝင်လာတော့ဒီမှတ်ပြပါပါးစပ်ကတဝါးကြီးထုတ်ပေးပါကျမနဲ့တူတူနောက်ဆုံး3ချိန်အဝါဆုံးရှုပြီးတော့ဒီ session ကိုရပ်ကအောင်အဝါဆုံးရှုပေးပါခဏအောင်ထားပေးပါအဝါဆုံးရှုထုတ်ပေးပါကိုဒီနေ့တနေ့ကုန်အတွက်အဝါဆုံးဒုတိယအချိန်ရှုပေးပါခဏအောင်ထားပေးပါအဝါဆုံးရှုထုတ်ပေးပါအကုန်လုံးပေါ်ပါသွားရဆိုတဲ့စိတ်ကလေးနဲ့ရှုထုတ်ပေးပါခုနောက်ဆုံးကိုအတွက်ကောင်းဆုံးအဝါဆုံးအသက်ကလေးကိုရှုပေးပြီးတော့မေတ္တာပြည့်ပြည့်ဝဝခန္ဓာကိုယ်ကိုပေးရအောင်ရှုပါခဏအောင်ထားပါအဝါဆုံးရှုထုတ်ပေးပါဒီနေ့မှာကိုမေတ္တာလေးကောင်းဆုံးပို့တဲ့စီစဉ်ပြီးသွားပါပြီဒီ session ကိုကောင်းဆုံးဆုံးဖြတ်ပါဝင်ပေးရတဲ့အတွက်တဦးတယောက်ချင်းစီကိုအကုန်လုံးကျေးဇူးများတင်ပါတယ်